안녕하세요 여러분. 디니 여러분들 밖에 없어요 소래 드라리 듣고 뼈뼈비도 마ဖြစ်ပါတယ် ဒါဆိုလို့ရှိရင်စားလိုက်ကြရအောင်시작할게요. အဲ့တော့ 밖에 없어요ဆိုတာကကြတော့သူကအရှိမ noun လေးနဲ့တွေ့ပြီးတော့အဲ့ဒီ noun အပြင်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် noun အပြင်မရှိဘူးအဲ့တော့သူကို noun အပြင်မရှိဘူးဆိုတော့နောက်တစ်နည်းနဲ့ noun ပဲရှိပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ကောက်လေးပဲရပါတယ်အဲ့တော့အဲ့ဒီ bucket of soil ဆိုတာကကြတော့အရှိရ noun မှာအသက်ပါပါမပါပါဒါလိုက်ပဲကပ်ပြီးတော့ပေါ့နော် noun bucket of soil ဆိုပြီးတော့တွေးပြီးလိုက်လို့ရပါတယ်အဲ့တော့သူကမရှုပ်ဘူးပေါ့နော်ဒါလည်းအသက်ဒီပါတွေကြည့်စရာမလိုဘူးပေါ့ဟုတ်ပြီနော်ကဲဒါဆိုရှင်သူကိုစာကြောင်းလေးတွေနဲ့အတူတူလေ့လာကြည့်အောင် no bucket of soil no bucket of soil နင့်အပြင်မရှိဘူးအဲ့တော့နင့်အပြင်မရှိပါဘူးနေမဲရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော် now 돈이 1000밖에 없어요 돈이 1000밖에 없어요 ပတ်စံက1000ကျပ်အပြင်မရှိပါဘူးဟုတ်ပြီနော်အဲ့တော့1000ပဲရှိတယ်ပေါ့နော်နောက်တစ်ခု 친구가 한 명밖에 없어요 친구가 한 명밖에 없어요 တငယ်ချင်းကတယောက်အပြင်မရှိပါဘူးအဲ့တော့တငယ်ချင်းကတယောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခု 집에 저밖에 없어요 집에 저밖에 없어요 အိမ်မှာကျွန်တော်အပြင်မရှိပါဘူးအဲ့တော့အိမ်မှာကျွန်တော်ပဲရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် 빨간색밖에 없어요 빨간색밖에 없어요 အနီရောင်အပြင်မရှိဘူးအဲ့တော့အနီရောင်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်နော်နောက်ဆုံးတစ်ခု 냉장고에 주스밖에 없어요 냉장고에 주스밖에 없어요 ရေခဲတတာထဲမှာအေးပြင်မရှိပါဘူးအဲ့တော့ရေခဲတတာထဲမှာအေးပဲရှိပါတယ်ပေါ့နေ့ဒါဆိုလို့ရှိရင်တော့ရမယ်ထင်တယ်နောက်ခေါက်ပြန်ပြီးတော့ဖတ်ပြမယ်နော် 너밖에 없어요 돈이 1000짝밖에 없어요 친구가 한 명밖에 없어요 집에 저밖에 없어요 빨간색밖에 없어요 냉장고에 주스밖에 없어요. 네, ဒါဆိုလို့ရှိရင်တော့အရှိက noun လေးတွေကြတော့ကိုကတော့ကိုအဆင်ပြေတဲ့ကိုသိတဲ့ noun တွေကိုထည့်ပြီးတော့ bucket of soil လေးနဲ့တွေ့ကြည့်ကြည့်ပေါ့နော်။စီးပြီးမှတင်ပါတယ်။နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်။အညောင်း